ပြင်းဦးလေးမျိုးနဲ့စိုးမိုင်းကျေးရွာမှာရှိတဲ့ဝက်ချက်စီးပွားရေးလုပ်ငန်းတစ်ခုမှာဆိုလာရေပန့်အသစ်တစ်ခုကိုပြောင်းလဲတက်ဆင်ပေးခဲ့ပါတယ်။အရင်ကဒီတွင်းမှာပန့်အဟောင်းတစ်ခုတက်ဆင်ထားတာရှိပါတယ်။ဘာကြောင့်ပြောင်းလဲတက်ဆင်တာလဲဆိုလို့ရှိရင်နံပါတ်1အချက်ကတော့အရင်ကဝက်ကောင်ရေ60ရှိတာကိုအခုဝက်ကောင်ရေနောက်ထပ်60တိုးလာတာဖြစ်တဲ့အတွက်ရေကလန်းဆိုရင်လည်းအရင်ကထက်2ဆလောက်ပို့လို့အပ်လာတာရယ်ဒုတိယတစ်ချက်ကတော့အရင်ကဒီမီဇက်နဲ့နေရာမရှိတဲ့အချိန်တွေညဘက်တွေမှာပါရေမောင်းရတာဖြစ်တော့စီဝိုးဆိုလို့ရှိရင်တရက်ကိုတိမ်ကနန်းဝင်းကျင်ဒီကုန်ကြနေတာကိုရှော့ချကျင်တာရဲ့ကြောင့်အခုလိုမျိုးဆိုလာရေပန့်အသစ်ကိုပြောင်းလဲတက်ဆင်တာပဲဖြစ်ပါတယ်။ညီမတို့ဒီပန့်အသစ်ကိုမချခင်ဒီတွင်းကနေတောင်ပေါ်အထိစုစုပေါင်းပိုက်140ဝန်းကျင်ကိုအစားအဆုံးအဲ့ဒါရှိမရှိတစ်ချက်ပြန်ပြီးတော့စစ်ဆေးပေးပါတယ်။နောက်ပြီးတော့ဒီရှက်ဘားတွေကိုလည်းအထဲမှာပြင်းဦးလေဒေတာဖြစ်တဲ့အတွက်ထုံကျိုးတွေတက်နေမနေကိုလည်းတခြားလေးပြန်ပြီးတော့စစ်ဆေးပေးခဲ့ပါတယ်။အခုကတော့အရင်ချထားတဲ့ပန့်အဟောင်းကိုပြန်ပြီးတော့နှုတ်ပေးနေရပါအခုလိုမျိုးပန့်ပြန်ပြီးတော့နှုတ်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းပန့်ပြန်ပြီးတော့ပြုတ်ကြမှာသွားအောင်ဘေးကတယောက်ကနေပန့်ထိန်ကျိုးနဲ့တခြားလေးထိမ့်ပြီးတော့ပန့်ကိုပြန်ပြီးတော့နှုတ်ပေးရပါတယ်ညီမတို့ဒီအသစ်ချမဲ့ပန့်ကိုလည်းပန့်ချတဲ့အခါမှာဆိုလို့ရှိရင်ပန့်ပြုတ်ကျသွားတာမျိုးတွေမဖြစ်ရအောင်အခုလိုမျိုးကြေးချောင်းနဲ့တခြားလေးတုပ်ပြီးတော့မနီလာကျိုးနဲ့ထိမ့်ပြီးတော့ချပေးရမှာပဲဖြစ်ပါတယ်အသစ်ချမဲ့ပန့်ကတော့ Absorb တစ်စိမ့်၄လက်မတွင်ချ2လက်မရေထွက် ACDC 4កောင်ပန့်ကိုချပေးမှာပဲဖြစ်ပါတယ်ဒီဘက်ကတလက်မခွဲရေထွက်ပိုက်တွေကိုလည်းတစ်လုံးနဲ့တစ်လုံးဆက်ဖို့အတွက်အဖို့မာကောင်းတွေကိုအရစ်တိတ်တွေပိုက်ဆက်ကော်တွေနဲ့စနစ်တကျဆက်ပေးရပါတယ်ပိုက်ကတော့စုစုပေါင်း9လုံးချပေးရမှာပဲဖြစ်ပါတယ်ဒီတစ်ဖက်မှာတော့ကွန်ထရိုလာဘောက်ထဲမှာလိုအပ်တဲ့ပန်ချိုးတို့ဆိုလာချိုးတို့နောက်ပြီးတော့လိုအပ်တဲ့ပရိကာတွေကိုတေချာလေးသက်ဆင်ပေးနေရပဲဖြစ်ပါတယ်အခုလိုမျိုးပန်ချတဲ့အခါမှာဆိုလို့ရှိရင်လည်းပန်ချိုးကနေဓာတ်ရိုက်ဆွဲချမျိုးမဟုတ်ဘဲနဲ့ဘေးကဒီဘက်ကတယောက်ကနေမနီလာချိုးကနေထိမ့်ပြီးတော့ပန်ကိုချပေးရပဲဖြစ်ပါတယ်နောက်ပြီးတော့ပန်ချိုးနဲ့မနီလာချိုးကိုလည်းမညှိအောင်အခုလိုမျိုးဇစ်ကလစ်တွေနဲ့တခြားလေးဆွဲပြီးတော့ပန်ကိုချပေးရပဲဖြစ်ပါတယ်ရှင်စုစုပေါင်းပိုက်9လုံးချပြီးသွားတဲ့ခါမှာဆိုလို့ရှိရင်အခုလိုမျိုးပန့်ကိုအောက်ကိုရှော့ချမသွားအောင်အခုလိုမျိုးပဲမနီလာကျုံးနဲ့စနစ်တကျတုပ်ပေးခဲ့ပါတယ်ဒီဘက်မှာတော့ဆိုလာစင်ပေါ်မှာဆိုလာတွေကိုတင်ပြီးတော့ပါပြီဆိုလာကတော့ GA 630ဝက်ပိုင်းပေးရှယ်ဆိုလာကိုစုစုပေါင်း8ချက်နဲ့ဆင်ပေးခဲ့ရပဲဖြစ်ပါတယ်ဒါကတော့အလုံးတက်ဆင်ပြီးတော့တဲ့ခါမှာဆိုလို့ရှိရင်ဒီရေပန့်ကိုရေဆန့်ပြီးတော့မောင်းပေးနေရပဲဖြစ်ပါတယ်ဒီရေပန့်ကိုဆမ်းပြီးတော့မောင်းနေတဲ့အချိန်မှာဆိုလို့ရှိရင်နေကင်း12နာရီတနာရီဝန်းကျင်ရှိပါတယ်ဒီချိန်မောင်းတာကို RPM ဆိုလို့ရှိရင်ညီမတို့3300ကျော်ထိတက်ပါတယ်ဒီရေပန့်ကိုအောက်မှာရေဆမ်းပြီးတော့မောင်းပြီးပြီဆိုလို့ရှိရင်ညီမတို့စုစုပေါင်းပေ2800ဝန်းကျင်လောက်ဝေးတဲ့တောင်ပေါ်ကတင်တဲ့ကန်ထဲကိုညီမတို့တစ်ချက်ပြန်ပြီးတော့ဆမ်းပြပေးပါမယ်ဒါကတော့တောင်အောက်ကနေတောင်ပေါ်အထိအရောက်ရေထွားပဲဖြစ်ပါတယ်ဒီဘက်ကကန်ကြီးတဲ့ကိုရေတင်ရမှာပဲဖြစ်ပါတယ်တောင်အောက်ကနေတောင်ပေါ်ရေတင်တာဆိုလို့ရှိရင်အောက်ကဝေးဆိုလို့ရှိရင်ညီမတို့ပေ2800ဝန်းကျင်လောက်ရှိပါတယ်တက်လက်မခွဲရေထွက်ပိုက်နဲ့ရေတင်တာကိုတက်လက်မခွဲရေထွက်ပိုက်အပြည့်ရေထွက်ပါတယ်ဂါလန်နဲ့တွက်မယ်ဆိုလို့ရှိရင်လည်းတနာရီရေဂါလန်2000ဝန်းကျင်လောက်ထွက်ပါတယ်ဝက်ချန်စီဝါရေးလုပ်ငန်းမှာမဟုတ်ပါဘူးဒီဘက်ကလိုမျိုးစိုက်ပျိုးရေးခြံတွေမှာသုံးမယ်ဆိုလို့ရှိရင်လည်းဆိုလာရေပန့်စနစ်ရဆိုလို့ရှိရင်ကုန်ကြစိတ်အသက်တာဆုံးနဲ့အဆင်ပြေဆုံးစနစ်တစ်ခုလေးဖြစ်ပါတယ်ရှင်ဒါကြောင့်မလို့လူချင်းမင်းတို့ရဲ့စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းတွေဒါမှမဟုတ်စက်ရုံအလုပ်ရုံအိမ်သုံးအတွက်ဆိုလာရေပက်စနစ်ကိုတက်ဆင်ကျင်နေဆိုရင်တော့ညီမတို့ရဲ့ Universal Solar မြန်မာကိုဆက်သွယ်စုံစမ်းမေးမြန်းပြီးတော့တက်ဆင်နိုင်ပါတယ်ရှင်။